မင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာပကျဲဒီလေးချက်လို့ဒီလေးလာပြီးမျှဝေပေးတာပါရှင်စစ်တော်ညီမဒီလေးပြပါဒီတာစီသက်ပါတယ်စနွေးထည့်ပါတယ်စစ်တော်မျိုးထောင်းထားတာထည့်လိုက်ပါတယ်ရှင်စီသက်ရထည့်ပါတယ်ငရုတ်ဘွားအနည်းကိုချိန်ထားတာလေးထည့်လိုက်ပါတယ်ရှင်ညူသီးမုတ်ထည့်လဲရပါတယ်ကိုင်းခင်းရင်ဒီတေးသေးလေးတုံထားတာထည့်ပြီးတော့သူ့နူအောင်တင်ထားလိုက်ပါတယ်စားထည့်ပါတယ်ဟင်းခတ်မုတ်ထည့်ပါတယ်ကျင်းရင်ဒီခြေသွားအောင်ခြေတဲ့တလင်းနဲ့ဖိချေလိုက်ပါတယ်ညိုသီးစိမ်းညှိထားတာလေးထည့်ပါတယ်ရှင်ဒါကတော့ဇီရာမုတ်မှာပြီးရင်တော့ဒန်းလွန်သီးလက်တစ်စစ်လောက်ညှိထားတာလေးထည့်ပြီးတော့ဒန်းလွန်နီဝအောင်ညှိထည့်ပြီးတော့တင်ထားပါအောင်ရှင်ဒန်းလွန်နီနူပြီးဆိုရင်တော့ရုံးမရည်တီတေးသေးလေးလီထားတာလေးထည့်ပြီးတော့ဆက်ပြီးတော့ခဏတင်ထားလိုက်ပါတယ်ဒါကတော့မကြီးသည့်အနှစ်ပါပြီးရင်တော့ပဲကြီးပြုတ်ထားတာလေးကိုထည့်ပါမယ်ကဲခုဆိုရင်တော့ရန်ကိုစားကောင်းတဲ့ပကျဲရီလေးရသွားပါပြီရှင်စုံလေးကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်